မလားရှင်းမလားဟုတ်ပြီရှင်တန်ချင်းဆိုတဲ့စကားလုံးကိုခွန်အားတစ်ခုတည်းရှိုံနဲ့ရေးသားနိုင်မယ်လို့ထင်လားအကယ်၍ခွန်အားတူနေရင်ကောဘယ်လိုလုပ်ကြမလဲရုရှားအရှိပြားဒေသရဲ့အေးခဲနေတဲ့တော်ရိုင်းတွေထဲမှာနေမီဆိုးမိုးသူထိပ်တီးသားရဲ့နှစ်ကောင်ဖြစ်တဲ့အမူကြားနဲ့ဝက်ဝညိုတို့ဟာတခါတရံမှာလမ်းစုံတွေ့တတ်ကြပါလေအမူကြားဟာရုပ်ဝတ်စွာချင်းကပ်နိုင်စွာနဲ့တိကျမှုတို့မှာဆရာကြပါလေအရွယ်ရောက်ပြီးသားအထီးတစ်ကောင်ဟာအလေးချိန်ကီလိုဂရမ်200ကျော်အထိရှိနိုင်ပြီးသူ့ရဲ့လက်ဖွားတွေဟာလည်းအလွန်တန်မာတာကြောင့်အနီးကပ်တိုက်ပွဲတွေမှာတားကောင်ကိုအရှိန်အဟုန်ပြင်းပြင်းနဲ့တိုက်ခိုက်နိုင်စွာရှိပါတယ်ဒီမှာကြားကတော့တိုက်ပွဲကိုလင်းမြန်စွာအဆုံးသတ်နိုင်ဖို့အတွက်အရှိန်တိုက်ခိုက်မဲ့ထောင်အဆင်ပြေမှုနဲ့တီးစီနိုင်တဲ့အကိုက်တစ်ချက်ကိုပဲအားကိုးပါတယ်ဒါပေမဲ့သူ့ရင်ဆိုင်ရှင်ပြန်ရမှာကဝက်ဝညိုပါသူကပူလေးတယ်ပို့ထွားချိုင်းပြီးရွေလျားနေတဲ့ခန္ဓာကြီးတစ်ခုလိုဖြစ်နေတယ်အဲ့ဒီလိုထိတ်တိုက်တွေ့ဆုံမှုမျိုးဖြစ်လာတဲ့အခါမှာတော့နီးပြူဟာအရာရာဖြစ်လာပါတော့တယ်ကြားဟာဝက်ဝံကိုပတ်ချလိမ့်ပြီးအကေးခက်ကအားနေချက်ကိုရှာဖွေနေပါတယ်ဝက်ဝံညိုရဲ့လေပြီးဒါမှမဟုတ်ထိခိုက်လွယ်တဲ့အစ်စ်တွေကိုပြစ်မှတ်ထားဖို့ကြိုးစားပါတယ်ဒါပေမဲ့ချင်းကပ်မှုတိုင်းဟာပြင်းထန်တဲ့ခုခံမှုနဲ့ရင်ဆိုင်ရပါတိုက်ပွဲဆက်ဖြစ်နေတာနဲ့အမျှဇွဲနှပဲဟာအဆုံးအဖြတ်ပေးမဲ့အချက်ဖြစ်လာပါတော့တယ်ကြားဟာအရှိန်အဟုန်ပြင်းပြင်းနဲ့တိုက်ခိုက်နိုင်ပေမဲ့တိုက်ပွဲကြာရှည်ရင်မခံနိုင်ပါဘူးဝဝံကတော့ဖီအားကိုအကြာကြီးထိန်းထားနိုင်ပြီးပြိုင်ဘက်ကိုတဖြည်းဖြည်းနဲ့အားကုန်သွားအောင်လုပ်နိုင်ပါတယ်တကယ်တွေ့ဆုံမှုအများစုမှာတော့ဘယ်ဘက်ကမှတေးသည့်အထိတိုက်ခိုက်ဖို့မရည်ရွယ်ကြပါဘူးဒဏ်ရာရတာဟာနှစ်ဦးစလုံးအတွက်ငက်ပြတ်ခြင်းကိုဆိုလိုတာမဟုတ်အားသာချဟာဝဝံဘက်ကိုရိမ်သွားတဲ့အခါကြားဟာနောက်ထပ်အမေးလိုက်ပွဲတစ်ခုအတွက်သူ့ရဲ့အသက်ကိုကာကွယ်ရင်းနောက်ဆုတ်သွားတတ်ပါတယ်ဒီအေးခဲနေတဲ့နေပေထဲမှာရှင်တန်ချင်းဆိုတာလွှမ်းမိုးချုပ်ကင်နေုံနဲ့မကပါဘူးဘေးအချိန်မှာတိုက်ခိုက်ရမယ်ဘေးအချိန်မှာတော့အုပ်ထိပ်ကိုပျောက်ကွယ်သွားရမယ်ဆိုတာသိ